Hello မင်္ဂလာပါတကယ်ချင်းတို့နာရိုထဲမှာနာရိုတကယ်ပဲသူဟိုကကေးရာလူကိုဒီကောင်လိုချင်ခဲ့တာလားမဟုတ်ဘူးသူဟိုကကေးရာလူတဲ့ဘာကိုဒီကောင်လိုချင်ခဲ့တာလဲဆိုတာကြည့်ကြမယ်ဗီဒီယိုထဲမှာနာရိုကလေးဘွားကလေးကမိဘတွေမရှိဘဲနဲ့ကြည်ပင်ခဲ့ရတယ်ရွာလူတွေကလည်းရွာသားဖြစ်ပြီးတော့ဒီကောင်ကိုပယ်ထုတ်ခဲ့ကြတယ်ဒီလိုခက်ခဲချက်နဲ့ဘွားငယ်လေးကလေးကနာရိုဖြတ်တန်းခဲ့ရတယ်ဒါပေမဲ့ဘဲချင်းအခါမှာနာရိုစိတ်မရှိခဲ့ဘူးဟီရိုဇန်ခက်ခါရှိဘယ်သူပဲဖြစ်ဖြစ်နာရိုအမြဲဆော့ရှော့ခဲ့ပြီးမြင်လဲရွာလူတွေမျိုးလုံးတွေမှာနာရိုကိုမိတ်ဆာကောင်တစ်ကောင်လိုပဲမြည်နေမယ်ကျွန်တော်တို့ဘယ်လောက်ပဲဂျင်ဂျူဒီပဲပဲရွာလူတွေမိတ်ဆာကောင်လိုပဲဒီကောင်ကိုဆက်ဆက်မယ်ဒါကြောင့်နာရိုကရွာလူတွေသူ့ကိုချစ်ခင်ဖို့တဲ့သူဟိုကကေးရာလူရမှာရွာလူတွေသူ့ကိုလေးစားမှာဆိုပြီးသူဟိုကကေးရာလူကိုဒီကောင်ညှော်မှန်းခဲ့တယ်ရခဲ့တယ်ဒါပေမဲ့နာရိုကတကယ်ဟိုကကေးရာလူကိုလိုချင်ခဲ့တာတော့မဟုတ်ဘူးဟိုကကေးရာလူဆိုတာတကယ်အလုပ်များတာကိုလည်းနာရိုသိခဲ့ဒါကြောင့်ရှီကာမာတို့ကဒီကောင်ဝိုင်းပြီးတော့ကူညီပေးခဲ့တာကိုလည်းကျွန်တော်တို့ကောင်းကောင်းမြင်ရမယ်။ရှီကာမာတို့ကနာတို့အတွက်တကယ်တကယ်ချင်းကုန်ပဲ။ဒီမှာကျွန်တော်တို့မှတ်ရမယ့်အချက်ကနာတို့ကဒီမှာလူကျင်တာကလူတွေရဲ့ပြောမှဆိုရင်လူတွေရဲ့ချီးမွမ်းတာဟိုကလေးရာတို့ကိုဒီကောင်လူကျင်တာမဟုတ်ဘူး။တကယ်သူ့ကလေးဘဝမှာဒီကောင်ကြုံခဲ့ရတဲ့အခက်အခဲတွေမိဘမရှိတာတွေလူတွေသူ့ကိုတကယ်ချစ်ခင်တာကိုပဲဒီကောင်လူကျင်ခဲ့တာ။တကယ်ချင်းကောင်မိဆွေတွေပြောမှဆိုရင်မိဘလိုခင်မင်းတဲ့လူတွေဒီလိုလူကျင်ခဲ့တာ။ဒါပေမဲ့သူကြီးပြင်းသွားတဲ့အခါမှာပါဝါကြောင့်လူတွေလာစကားပြောတော့ဒီကောင်စိတ်ထဲမှာတမျိုးကြီးခံစားခဲ့ရတယ်။ဒါကသူကလေးပွားမှလာပြောခဲ့တယ်ဆိုရင်သူ့ဘဝကဒီလိုမဖြစ်ဘဲနဲ့ဒီထက်ကျန်းတဲ့နောက်တို့ကျွန်တော်တို့မြင်ခဲ့ရမယ်။ပြောမယ်ဆိုရင်ကျွန်တော်တို့တစ်ခါတလေကြာရင်ပြန်စဉ်းစားကြည့်မယ်ဆိုရင်ဦးချီယာကလန်ကျွန်တော်တို့ဦးချီယာကလန်ကိုရှင်းပြတဲ့အခါတော့ဒန်ဇိုလိုခဲ့တာကျွန်တော်တို့အများဆုံးသိကြတယ်။ဒါပေမဲ့ဒန်ဇိုလိုခဲ့တာဘယ်လောက်ပဲများဦးချီယာကလန်အဲ့ချိန်တော့မဆုံးရှုံးဦးချီယာကလန်လာအီတာဂျီလက်ထဲမှာမသေးခဲ့ဘူးဆိုရင်နာရူတိုနဲ့ရှီဇွေနဲ့ပေါင်းပြီးတော့ကိုတက်ဆိုကရမီထဲမှာဖူကာကိုထည့်လိုက်တယ်ပဲထားလိုက်ဖူကာကိုထည့်လိုက်ပြီးတော့ကိုတက်ဆိုကရမီထဲမှာနာရူနဲ့ရှီဇွေနဲ့ပေါင်းပြီးဖူကာကိုထည့်လိုက်ပြီးဆိုရင်ဒီဦးချီယာကလန်သားတွေဘယ်ကောင်မှတည်နိုင်ဖို့အတွက်အကြောင်းမရှိတော့ဘူးအီတာဂျီလက်ထဲမှာဦးချီယာကလန်လည်းအသက်ဆက်ရှင်နေမယ်နာရူလည်းဆက်ရှင်နေမယ်ဆာစကီလည်းဆက်ရှင်နေမယ်ဆိုရင်စဉ်းစားကြည့်ပါဘလောက်တော့ကွန်ဟာရွာကျန်းတန်းနေမလဲဆိုတာ The Folk Great Ninja ဝါတော့ဖြစ်ဖို့အတွက်မရှိဘူးစတိုးတဲ့ Ninja စပွဲကြီးတော့နာရူနဲ့ရှီကမာတို့ပေါင်းပြီးဟိုကာကေးရုံးမှာအတူတူလှုပ်ကြမယ်ဒါတွေကိုလည်းကျွန်တော်တို့မြင်ခဲ့ကြမယ်ဒါပေမဲ့နာရူကတကယ်သူ့ပြန်ခဲ့တယ်နာဂိုတို့ပြောခဲ့တဲ့စကားတွေကိုလည်းနာရူတို့အုံတို့တွေမှာဆွဲမြဲနေအောင်မှတ်တာတယ်ဘာဘာကြီးကိုငင်းချင်းရေးရအောင်ယူရမယ်ဆိုပြီးတော့ပြီးသွားတာပဲအခုလူတွေစတိုးတဲ့ Ninja စပွဲကြီးပြီးသွားတာနဲ့ Ninja ကပါတကူလုံးငင်းချင်းရပါတယ်ဒါပေမဲ့ကွန်ဟာရွာကိုတကောင်ကိုကြော်ဖို့ဆိုရင် Sasuke နဲ့ Naruto နှစ်ယောက်ကိုကြော်ပြီးတော့မှဝင်လို့ရမယ်ဘယ်ကောင်မှဝင်ပိုင်ခွင့်မရှိဘူးဒါပေမဲ့လောလောဆယ်ခက်ခါရှိခိုကလေးဖြစ်သွားပြီကွန်ဟာရွာငင်းချင်းရသွားပြီရှင်နိုဘီတကူလုံးငင်းချင်းရသွားပြီဒါပေမဲ့ခက်ခါရှိအခုဒီအိတ်နေတော့ပဲဒါကျွန်တော်ရဲ့ထင်မြင်ယူဆချက်ပါ